ဘက်ကိုစားဝင်နေရင်းနဲ့နေစိတ်ကာမိအောင်ကမနေရုံနေရတယ်အဲ့တော့ပြောရရင်အစ္စတန်ဘူမှာနေရတာနေစရိတ်ကြီးပါတယ်နေစရိတ်ကြီးရယ်စားစရိတ်ကြီးရယ်ငွေကြေးဖောင်းပွားတယ် economy မကောင်းဘူးပတ်တိုင်းကြော့မရှိဘူးအရန်ရှားတယ်ကျောင်းသားဆိုပြီးအခွင့်အရေးပေးတယ်လို့ agency တွေအလုပ်ကိုင်ရှေ့ရင်ရောက်တဲ့လူတွေကလွယ်ပြောလိမ့်မယ်အလုပ်သွားလျှောက်ကြည့်ပါတယောက်ကုသကန်ချင်းနဲ့မတူဘူးပေါ့နော်တယောက် background ချင်းနဲ့မတူကုသကန်ချင်းနဲ့မတူအရေးချင်းနဲ့မတူတဲ့အတွက်ကြောင့်ကောင်းတဲ့လူတွေလည်းကောင်းသွားတာရှိပါတယ်မတောက်ခံမဲနဲ့မတောက်ခံနိုင်တော့လို့ပြန်သွားတဲ့လူတွေလည်းအများကြီးမှကြားနေရတယ်ရှိနေတယ်ဆိုနေရထိုင်ရစားတော့ရတာအဆင်မပြေဘူးအဲ့လိုမျိုးတွေရှိရပေါ့နိုင်ငံပြောင်းလဲကြအောင်ပြီးရင်ငွေကြေးဖောင်းပွားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ထိုင်ပြီးတော့လုံးမလုံးပဲနဲ့နေစရိတ်စားစရိတ် expense တွေကိုတောင်းခံမှုဆိုတာတော်တော်မလွယ်ပါဘူးအဲ့ဒီပြဿနာလေးတွေရှိရဲဒါလေးတွေကိုသိထားမယ်ဆိုလို့ရှိရင်တော့အမတို့ဒီလိုလာသိမလာသိထည့်စဉ်းစားလို့ရတယ်ပေါ့နော်အဲ့တော့ဆောနာအမအရှိမပြောရလို့အမနဲ့ဆက်သွယ်ရှိရဲဂျပန်ရောက်နေရဲ့အမအထက်အရင်အမ engineering နဲ့ကျောင်းပြီးရဲကစင်ကာပူတို့ဂျပန်တို့ရောက်နေတဲ့တကယ်ရင်းတွေရှိရဲအဲ့တကယ်ရင်းတွေဆိုတချို့ဆိုအခုနယူးဇီလန်ရောက်နေပြီနိုင်ငံကြီးတွေရောက်နေကြပြီပေါ့နော်ဂျာမန်ရောက်နေရဲ့အမတို့တက်တက်ကြိုပြီးဆော့ထွက်သွားတဲ့ engineering နဲ့ကျောင်းပြီး engineer လုပ်နေတဲ့အကိုတွေရှိရဲသူတို့ဆိုလည်းအခုဂျာမန်ရောက်နေကျောင်းတက်နေရရှိရဲအဲ့ဒါကြီးအကုန်လုံးနဲ့လိုက်ပြီးဆက်သွယ်ကြည့်နှိုင်းရှင်ကြည့်ရဲ့ခါမှာဒီအစ္စတန်ဘူတူရကီကိုလာမဲ့အတူတူအနည်းဆုံးစင်ကာပူတို့ဂျပန်တို့ကိုရီးယားတို့သွားတာပိုပြီး